ဒါတော့စားပြီးသားစိန်တလုံးတရက်စီပါဒါတော့မြေဩဇာချန်လေးပေါ့နော်ဆော့ဆော့အစီတွေကိုပြူတော့မှာပဲဖြစ်ပါတယ်ဒါကတော့နောက်ချီးရည်မြေကြီးကိုရောထားတယ်မျိုးစားရောထားအိတ်လေးနဲ့ပြတော့မလားရှေ့ရလွယ်လွယ်ကူကူဒါတော့တရသီးအစီလေးတွေကိုသူတို့တွေအညှောက်ထွက်ရတာမြန်အောင်လို့မို့အဖေကဒီဟာလေးတွေကိုဟာပေးနေရပါညမျိုးလေးတွေဟာပေးပြီးတော့ပြီဆိုလို့ရှင်တော့ဒါမျိုးလေးတွေအိတ်ထဲထည့်ပါမယ်ဒါပထမဆုံးအစီကိုညမျိုးလေးဟာပြီးတော့အိတ်ထဲထည့်လိုက်တာပါโอเคဒီအစီပြိုးမယ်ပေါ့နော်ဒီနေ့ကလောလောကူကူပလတ်စတစ်အိတ်နဲ့ပဲပြိုးလိုက်မှဖြစ်ပါတယ်ဒါမျိုးလေးကိုအိတ်ထဲထည့်ပါမယ်ပြီးမှပဲနောက်တစ်အိတ်နဲ့ခွဲထည့်မှာပေါ့နော်ဒါတော့အစမ်းထည့်ပြထားတာဒါမျိုးလေးကဲဒီနေ့ကတရသီးပြိုးမှာပဲတရသီးစီပြိုးပါမယ်ခုကတော့ဒါပြိုးစီလေးတွေထည့်ပြီးသွားပါပြီတရစီလေးတွေကိုပေါက်ထားမြန်အောင်လို့မို့အပေါ်ကအခွန်ခွာပြီးတော့မှဒီလိုလေးထည့်လိုက်တာပေါ့နော်အနီးကပ်လေးပြပါမယ်ဒီလိုလေးတွေပါဒါတော့ကို့မှာရှိရဲ့ plastic အိတ်တွေနဲ့ပဲအလွယ်တကူထည့်လိုက်တာပေါ့နော်ကိုကအလုံးငပြိုးခွန်လေးနဲ့ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်ဒီမှာတော့ဒါအဖေကနေပြီးတော့တရားစီလေးတွေကိုစိတ်ရှိလက်ရှိနဲ့ခွာပေးနေရကဲမသိလို့ရှင်တော့အစီတွေတော့ပြီးတော့ထိတတ်တယ်အဲ့အမျိုးဆိုလို့ရှင်တော့ကိုကစိတ်မချတဲ့အစီဆိုရင်နှစ်စီပြူးထည့်လိုက်ပါနော်အခုနေကတင်ရတာတော်တော်မာတယ်ဒါမျိုးဆိုလို့ရှိရင်တော့ဒါစိတ်ချလက်ချတစ်စီတည်းပြိုးလို့ရတယ်ပေါ့နော်ဘယ်နာလေးမှမခိုင်းမိဘူးဒီလိုအစီလေးရပါပြီဒီအစီလေးကိုဒါမြေကြီးရထည့်လိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်နာလေးကိုမှမခိုင်းမိဘူးကျတော့တဲ့အိတ်ထဲကိုသူ့ဘာသူတစ်စီတက်ထည့်တယ်တချို့စိတ်မချတဲ့အစီဆိုလို့ရှိရင်ခိုင်းမိလို့ရှိရင်တော့အဲ့ဒါမျိုးထည့်ပြလိုက်တယ်နော်ဒါမျိုးဆိုရင်တော့နှစ်စီထည့်လိုက်တယ်ခိုင်းမိသွားလို့ရှိရင်ဆိုတော့ဒီအိတ်ထဲမှာဒါမျိုးလေးထည့်ပြီးသွားလို့ရှိရင်ရှိလေးဖြန်းပြီးသွားလို့ရှိရင်ဒါပြိုးပင်လေးတွေကသူ့ဘာသူပဲပေါက်လာမှာပါဒါတော့ဘ ഹു တုဒအနေနဲ့ share ပေးတာပဲဖြစ်ပါတယ်ဒီအခွန်လေးတွေကိုကိုကပေါက်တာမြင်ချင်လို့ရှင်ဘယ်လိုလေးတွေလုပ်လို့ရလဲဆိုတာကို share ပေးတာပါအားလုံးပဲအကျိုးရှိဖို့မျှော်လင့်ပါတယ်